အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာ2026ရက်3ချိန်မြောက်3ချိန်မြောက်မှာထွက်မဲ့ခဏလေးတို့ယူဆထားတဲ့ကျွန်တော်တွေ့ရှိချက်ကလေးကိုကျွန်တော်တကယ်ချင်းမိတ်ဆွေတကယ်ချင်းအားလုံးဝါသနာသူမိတ်ဆွေများအားလုံးအကြိုက်တူကလိုက်ထိုးနိုင်အောင်ကျွန်တော် site လေးကို file လေးတစ်ကွာ video file လေးပဲနဲ့တစ်ကွာတင်ပြပေးလိုက်ပါတယ်နေဦးမင်္ဂလာကဏ္ဍ2014နေဦးမင်္ဂလာကဏ္ဍမှာ6ထိပ်3ထိပ်3ထိပ်933 15လို့ပထမကမှစခဲ့တယ်6ထိပ်3ထိပ်3ထိပ်15ခွန်ခါလို့ဖြစ်တယ်တနစ်ချပြီးနောက်ဒုတိယကမှ8ထိပ်3ညထိပ်ခွန်ထိပ်8 3ညခွန်15ခွန်ခါတနစ်ချပြီး1ထိပ်5ထိပ်9ထိပ်1 5 9 15ခွန်ခါ3ကမြောက်တည်ထားပါတယ်ဒီ3ကမြောက်ကလေးကနေဟိုလိုအိုက်လိုရတယ်လို့ဆွဲသုံးပြီးမှသူကတင်ပြလို့ရတယ်မွေးကနန်းလေးတွေလည်းကျွန်တော်ပထမဖိုင်မှာမွေးကနန်းဖိုင်မှာလည်းဒီ site လေးနဲ့ကျွန်တော်မွေးကနန်းလေးတင်ထားပေးပါတယ်မွေးကနန်းနဲ့တွေ့အဲ့ဒါလေးကတော့8 5နှစ်ပါအဲ့ဒီဟာလေးတွေလည်းမွေးကနန်းလေးတွေလည်းမမေ့ဖို့ရကျွန်တော်သတိပေးလိုက်ပါတယ်9335လို့ဖြစ်တယ်ခွန်ခါလို့ဖြစ်တယ်သူ့ရဲ့နောက်နေမှာထိတ်သုံးလုံးမောင်းကခွန်ခါလို့ဖြစ်ပြီးသူ့ရဲ့နောက်နေမှာ9ထိတ်တဲ့ခဏ9ထိတ်တဲ့ခဏလေးရတဲ့သူက9ထိတ်တဲ့ခဏလေးရသူက9ရဲ့နှစ်က3ချိန်မှာတက်ရိုက်ပါတယ်ဒီ919ဆိုတဲ့ကဏ္ဍလေးက915လို့တက်ရိုက်ပါတယ်ဒီ9ထိပ်တဲ့ကဏ္ဍကိုဒီကဏ္ဍကိုယူရတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ရှေ့မှာ93နဲ့ဗရိတ်4လို့ခံတဲ့အတွက်ဗရိတ်4ဘေးက9ထိပ်တဲ့ကဏ္ဍလေးက9နှစ်က3ချိန်မှာသူ့ရဲ့နောက်နဲ့မှာတက်ရိုက်တယ်လို့ကျွန်တော်ယူဆလို့ပါတခါဒုတိယကကိုသွားရအောင်83ညခွန်15လို့ဖြစ်တယ်8ထိပ်3ညထိပ်ခွန်ထိပ်15လို့ဖြစ်တယ်15လို့ဖြစ်တယ်ခွန်ခါလို့ဖြစ်တယ်ခွန်ခါလို့ဖြစ်ပြီပဲသူကနဲ့သူ့ရဲ့နောက်နဲ့မှာ9ထိပ်တဲ့ကဏ္ဍလေးငါးထိပ်တဲ့ကဏ္ဍလေးရတဲ့ဗရိတ်၄ဘေးကငါးထိပ်တဲ့ကဏ္ဍလေးပေါ့ဗျာဗရိတ်၄ဘေးကငါးထိပ်တဲ့ကဏ္ဍလေးက9ခွန်9ဆိုတဲ့ကဏ္ဍလေးကတတိယချိန်မှာ9ရဲ့နက်က3ချိန်မှာ9 9ခွန်လို့တက်ထွက်တယ်တတိယကဥသွားရအောင်တစ်ထိပ်9ထိပ်9ထိပ်တင်9 9 15လို့ဖြစ်တယ်တစ်ထိပ်9ထိပ်9ထိပ်တင်9 9 15လို့ဖြစ်တယ်ခွန်ခါလို့ဖြစ်တယ်သူ့ရဲ့နောက်နေမှာ9ထိပ်တဲ့ကဏ္ဍလေးပေါ့ဗျာ9ထိပ်တဲ့ကဏ္ဍလေး9 6 3ဆိုတဲ့ကဏ္ဍလေးကဗရိတ်၄ဘေးက9 6 3ဆိုတဲ့ကဏ္ဍလေးက9ရဲ့နက်က3ချိန်မြောက်မှာ2026 3ချိန်မြောက်မှာတက်များထွက်မလားဒူရီမို့3ချိန်မကြမ်းနဲ့73ချိန်3ပုံ23ချိန်မှာလဲကြနိုင်ပါတယ်ဒီကဏ္ဍလေးကို3ချိန်73ချိန်23ချိန်မှာလိုက်ပြီးထိုးနေအောင်အတွက်ကျွန်တော်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်9ထိပ်တဲ့ကဏ္ဍလေး963ကကျွန်တော်အကြိုက်ကတော့356လို့အကြိုက်ဆုံးဖြစ်ပါတယ်356လို့အကြိုက်ဆုံးဖြစ်ပါတယ်ပရိလေးပေးရကဏ္ဍလေး356လို့ငွေထိုးပါ356လို့လိုက်ထိုးပါတတိယအချိန်မှာကျွန်တော်ဒီ2026ရဲ့တတိယအချိန်မှာကျွန်တော်တို့ရှိချက်ကလေးတင်ပေးလိုက်ပါတယ်356 396နဲ့85ခွန်49ခွန်3ခွန်4 3ညခွန်ခွန်3ခွန်ခွန်6ခွန်ခွန်အကြိုက်ဆုံးကဏ္ဍလေးတွေကျွန်တော်ရွေးချယ်တင်ပြပဲအားလုံးကလည်းသူ့ site နဲ့သူကိုစီလေးတွေကဏ္ဍလေးတွေအကုန်လုံးကောင်းကြပါတယ်ကျွန်တော်တကယ်ချင်းမိတ်ဆွေတကယ်ချင်းများအားလုံးအကြိုက်တူကလိုက်ထိုးနိုင်အောင်ဗီဒီယိုဖိုင်လေးနဲ့တကွာကျွန်တော်ရိုက်ပြီးတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကောင်းကြပါစေ